ဝိတက်ပြီးချိန်ကိုရင်နန္ဒိယသည်သူကတိတိုင်းဒေါ်ရင်မြဲတို့အိမ်ကိုရောက်လာတယ်။ဦးချစ်ထွန်းနဲ့ဒေါ်ဝိုင်းကဝမ်းသာအဲလဲကြိုးဆို၍နေရာထိုင်ခင်းပေးတယ်။လုံးပါအောင်ကိုရင်အခန်းထဲမှာတော့ကိုရင်ကြားတဲ့အတိုင်းပဲအမေတောင်းချမ်းနေတယ်။ကိုရင်နန္ဒိယကကိုရင်ရောက်လာပြီပဲမစိုးရင်ကြပါနဲ့။ဒီဖုတ်တစီလောက်တော့ကိုရင်သားလေးနှင်နိုင်ပါတယ်။ဒါပေမဲ့ခုနကဒကမာကြီးပြောသလိုအခန်းထဲမှာတောင်းချမ်းနေတာဒကမာကြီးတို့ရဲ့အမေမဟုတ်တော့ဘူးဗျ။အဲ့ဒါဒကာကြီးမေရဲ့ကိုယ်ထဲဝင်ပြီးတော့အစားတောင်းချမ်းနေတဲ့ဖုတ်တစီတကောင်ပဲ။တကယ်တော့ဖွားတော်ရင်မြဲကမရှိတော့ဘူး။ရှင်းဆိုရင်လွန်ခဲ့တဲ့2လလောက်ကပဲဆုံးပါသွားရှာပြီ။အဖွားတော်ရင်မြဲအသက်ငင်နေတဲ့အချိန်မှာဖုတ်တစီကအစားထိုးနေရယူပြီးတော့လှုပ်ရှားနေတာဗျ။ဒါကြောင့်ဒကာကြီးဦးချစ်ထုံကျုပ်အရင်ခွင့်ပန်မရစေ။ဦးချစ်ထုံကပြောပါကိုရင်တပည့်တော်ဘာလုပ်ပေးရမလဲ။အခုကိုရင်ကဖွားရင်မြဲကိုကဖုတ်တစီကိုထုတ်ပေးလိုက်ရင်ဖွားရင်မြဲကိုဟာပဲ့ကင်သူမရှိတော့ပဲအသက်မဲသွားလိမ့်မယ်။ဒါကိုရင်ကဖွားရင်မြဲကိုတတ်တာမဟုတ်ဘူး။ဖွားရင်မြဲကလွန်ခဲ့တဲ့2လပဲကွယ်လွန်သွားခဲ့ပြီဖြစ်တယ်။ဖုတ်တစီထွက်သွားတဲ့အခါမှာဒကာကြီးရဲ့အမေရုပ်လောင်းကိုမြင်ရပါလိမ့်မယ်။အဲဒီကကြကိုရင်ကတတ်သိပြစရာမလိုပဲဒကာကြီးနားလေသဘောပေါက်ပါလိမ့်မယ်။ကဲဖွားရင်မြဲကိုတွေကဖုတ်တစီကိုရင်ထုတ်ရမလားဒကာကြီး။ဦးချစ်ထုံးသည်ခတ်တွေဖြစ်သွားပြီးစူညံနေသောသူ့အမေခန်းစီကိုတစ်ချက်မျှကြည့်သည်။ဒေါ်ဝိုင်းကဦးချစ်ထုံးနီးခတ်တိုးဖြောင်းပြတယ်။ဦးချစ်ထုံးခေါင်းညှိလိုက်တယ်။မညှိလို့မဖြစ်။သူ့အိမ်ရှိမှအိမ်ကြီးချင်းတချို့ဆက်စုရန်ရောက်ကုန်ကြပြီဖြစ်တယ်။နောက်ပြီးတော့လူမမယ်သားသမီး3ယောက်အတွက်လည်းထဲဆင်းစားမိမဟုတ်လား။ကြာလင်ဖုတ်တစေသည်သူ့သားသမီးများကိုဒုက္ခကောင်းစွာပေးတော်မူဖြစ်တယ်။ကိုရင်သည်ဖွားရင်မြဲခန်းရှိမှတပ်ပလင်ခွေထိုင်လိုက်ပြီးအရင်ဥစွာစီးချတယ်။ပြီးတော့ဖွားရင်မြဲကိုခန္ဓာအတွင်းမှာပူးကပ်နေသောဖုတ်တစေတင့်အားကိုရင်မြတ်တာပို့ပါလေ။ဖွားရင်မြဲအိမ်သူအိမ်သားများကိုမနှောက်ယှက်ပါနဲ့တော့တင်လွတ်ရကြွရသူသွားပါ။တင်တို့ကိုရင်ကုသိုလ်ကောင်းမှုလုပ်ပေးပြီးအမြတ်တမ်းများပေးဝေပေးပါမယ်။အကယ်၍တင်မထွက်သည်ရှိသောကိုရင်နေဖြင့်ဤအိမ်တို့သာသနာဆောင်နတ်မင်းကြီးများအားပင့်ဖိတ်ရပါလိမ့်မယ်။ထိုအခါသာသနာကိုစောင့်ရှောက်ကြကုန်သောနတ်မင်းကြီးများမှတင့်အားတွေ့သောထုနှက်ရိုက်ပုတ်၍ဂုံးမှဆွဲကင်ကလွှင့်ပစ်ကြလိမ့်မယ်။အခန်းထဲကဖွားရင်မြဲကိုပူးကပ်နေသောဖုတ်တစေသည်ဆက်ဖျောင်းနိုင်ကြောင်း၎င်းမေတ္တာတုတ်ကြောင့်၎င်းကိုရင်နန္ဒိယရဲ့စရဏစွမ်းအားကြောင့်၎င်းဆက်လက်နေဝန်းတော့ဟန်မတူကျန်းကိုတပုံပုံထုရရင်သွားပါမယ်မလောင်းမလုံးဝတော့ပါဘူးကြောက်လာပါပြီပူလောင်လာပါပြီငါထွက်လို့ရအောင်တရားကိုပိတ်ပေးကြပါသွားပါမယ်ကိုရင်နန္ဒိယကဖုတ်တစေအိမ်ထဲကထွက်လို့ရအောင်တရားဝင်ဖွင့်ထားသောကက်ဆက်ကိုအပိတ်ခိုင်းလိုက်သည်မကြပါကက်ဆက်ပိတ်လိုက်သည်နှင့်ဖွားရင်မြဲအိယာအထက်ကခေါင်းရင်းတစ်ခါသည်လေးမတိုက်ပဲဝုန်းကနေပွင့်သွားတယ်တကားပွင့်သည်နှင့်အပြင်ကလေကြောင့်အခန်းထဲကဆက်ဖြောင်းနိုင်မိသည်ငြိမ့်သွားတယ်အခန်းတွင်မှမဲကြီးအရေးတရံတစ်ခုသည်ထိုပရင်းမအပြင်ကိုထွက်ခွာသွားသည်ကိုအိမ်ထဲရှိဦးချစ်ထွန်းနှင့်ဒေါ်ဝိုင်းတို့နှစ်ယောက်ကောင်းစွာမြင်လိုက်ရတယ်ရန်လုံးကြီးဟောင်းတန်းရွာလမ်းပေါ်ကခွေးလေးများရဲ့ဥတန်တွေဇက်တိုက်ဆိုသလိုပဲစူညံသွားခဲ့တယ်ကိုရင်နန္ဒိယကဥစွာအခန်းတွင်သို့ဝင်၍ဖွားရင်မြဲကိုစမ်းကြည့်တယ်ဖွားရင်မြဲမှာအသက်မရှိတော့ကြကိုရင်ကဦးချစ်ထွန်းတို့လင်များကိုဘက်ထရီမီးချောင်းယူ၍လာကြည့်ကြရန်ခေါ်လိုက်တယ်ဘက်ထရီမီးချောင်း၏အလင်းအောင်ဖြင့်ဖွားရင်မြဲရုပ်လောင်းကိုမြင်တွေ့ကြရလိမ့်ပြီဖွားရင်မြဲအိယာအောက်ကပိုးဟက်50ကောင်ထွက်ပြူလာပြီးချောင်းကြားတွေထဲပြေးဝင်ပျောက်ကွယ်သွားကြတယ်ဖွားရင်မြဲကအယိုးပေါ်ရေတင်ုံလေး6တောင်းနေသောရုပ်လောင်းဖြစ်တာတွေ့မြင်ကြရလေတယ်တဘောမှာယခုမှဆုံးပါသွားသောရုပ်လောင်းနှင့်မတူလွန်ခဲ့သော2လကဆုံးသွားသည့်ရုပ်လောင်းကဲ့သို့ဖြစ်လေတယ်ဂျေဇုတင်လိုက်တာကိုရင်ဟုဦးချစ်တုံးကလက်အုပ်ကလေးချီပြီးတုံရင်ပြောရှာတယ်ကဲတခါကြီးတို့ထုံးစံရှိတဲ့အတိုင်းသာနိုင်ကိစ္စကိုဆက်ပြင်ပါတော့ကိုရင်လည်းကြောင်းပြန်တော့မယ်မနေ့ကမှဆရာတော်နဲ့အတူတူအတူပါရှုကြွခဲ့ပါမယ်အခုတခါကြီးတို့အိမ်မှာဘာမှမပြောကမှမရှိတော့ပါဘူးစိတ်ချလက်ချသာနေကြပါတော့နော်ကိုရင်နန္ဒိယကထိုသို့နှုတ်ဆက်ပြီးအိမ်ထဲမှာအပြင်သို့ကြွတယ်ရွာတွေကလူတွေကတော့ကိုရင်နန္ဒိယကိုခတ်တိုးလေးတန်ဖြင့်တစေနိုင်ကိုရင်လေးလိုနာမည်ကြီးမယ်ဆိုရင်ကြီးတော့ပါလေတိတ်ခါဆရာတော်ကြီးကြနေရပဲနော်ကိုရင်လေးကအင်မတန်အိမ်နေတိတ်ခါရှိတာပဲဟူ၍တယောက်တစ်မျိုးချီးမွမ်းစကားစုံနေကြလေတော့တယ်